ရဟောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်မဒီကိုဝန်ဆောင်ချိန်လုံးကဖြစ်ခဲ့တဲ့ပိုးတစ်မျိုးနဲ့ပတ်သက်ပြီးတော့ပေါ့ဆေးရလုပ်ပြီးရှင်တို့ပါတကယ်တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လိုက်ပတ်ပြီးနားထောင်ပေးလို့ရပါတယ်ယောဂပိုးရဲ့နာမည်ကတော့ဒီယောဂရဲ့နာမည်ကတော့ပြောမယ်ခန်ဂျီတာပြောလို့ပြောတော့ပေါ့နော်အင်္ဂလိပ်ဆိုလို့ရှိရင်ခန်ဂျီတာလို့ဖတ်တယ်ပေါ့နော်ဂျပန်ဆိုလို့ရှိရင်ခန်ဂျီတာပြောဆိုပြီးတော့အဲ့လိုမျိုးပြောကြတာပေါ့နော်ဒါပေမဲ့ဒီပိုးဟာမြတ်တော့ဖြစ်အရန်ဘယ်လိုပြောမလဲအရန်ပြင်းထန်တဲ့ပိုးတစ်မျိုးတော့မဟုတ်ပေါ့နော်ဒီမြတ်တော့ဖြစ်ဟော်မုန်းအပြောင်းလဲတွေရဲ့အဲ့တချို့ဒီဆေးတွေတောက်ရတဲ့အချိန်မှာဒီပိုးဖြစ်နိုင်ကြီးရှိတဲ့ပွားလာတဲ့ယောဂတစ်မျိုးပေါ့နော်ကျမကအခုဒီကိုဝန်ဆောင်တဲ့အချိန်မှာဖြစ်ခဲ့တယ်လို့ပြီးခဲ့တဲ့ဒီ၄-၅နှစ်မတိုင်ခင်တော့ကတစ်ခါဖြစ်ဘူးတော့ပေါ့နော်တစ်ခါဖြစ်ဘူးတဲ့အဲ့တော့ကဆိုလို့ရှိရင်ဒီလိုပဲအဲ့ဒီပိုးဖြစ်တယ်ဆိုရင်ဘယ်လိုပုံစံမျိုးဖြစ်တယ်ဆိုတဲ့အခါကျတော့ညတော့ဖြစ်ရားတယ်မိမကိုအင်္ဂါရားတယ်ပြီးတော့ဒီပြောပါအဖြူစင်းတယ်ပေါ့အဖြူစင်းတယ်ဆိုရင်ဒီပုံမှန်အဖြူစင်းတဲ့ပုံစံမျိုးမဟုတ်ပေနဲ့cheese လိုမျိုး cheese ခြေထားတဲ့ပုံစံမျိုးအဖြူလေးတွေစင်းတာပေါ့နော်ပြီးတော့ရားတယ်ပေါ့နော်အဲ့ဒါလေးတွေဖြစ်တယ်ပေါ့နော်ဖြစ်ပြီးတော့အဲ့တော့လွန်ခဲ့တဲ့၄-၅နှစ်တုန်းကလည်းအဲ့လိုမျိုးဆေးကပြဘူးတယ်ပေါ့နော်ဆေးကတစ်ခါပြဘူးတယ်အဲ့တော့ကပြခဲ့တဲ့ဆေးကတော့သူတို့မျိုးဒီဆက်ဆေးလိုမျိုးလိန်ဆေးပေါ့နော်ဒီလိန်ဆေးကိုဒီဆေးကပြပြီးတော့ဆရာဝန်စစ်ပြီးတော့အဲ့ဒီဆေးကမှတွဲယူပြီးတော့သူတို့ဆက်ပြီးတဲ့ဆေးပေါ့နော်အဲ့ဆေးအဖြူရောင်လေးဒီခရင်ပုံစံမျိုးတွေပေါ့နော်ခရင်ပုံစံအဲ့ဒါလေးကိုတပူးလေးရခဲ့တယ်ပေါ့နော်အဲ့ဒါလေးသုံးပြီးပျောက်သွားတယ်ပျောက်သွားပြီးတော့အခုဒီကိုဝန်ဆောင်တဲ့အချိန်မှာပေါ့နော်ကိုဝန်ဆောင်တဲ့အချိန်မှာမြတ်သောဖြစ်ဒီခန်ဂျီတာပြောကဒီဟော်မုန်းပြောင်းလဲနဲ့ဖြစ်များတယ်ပေါ့နော်ဖြစ်များတယ်ဆိုတော့အခါကျတော့ဒီတစ်ခေါက်ထပ်ဖြစ်တယ်ပေါ့နော်ထပ်ဖြစ်တဲ့အချိန်မှာဆရာဝန်ကအဲ့တော့စစ်တယ်အခုလိုပဲရားတယ်ပြီးတော့ဘယ်လိုပြောမလဲcheese ပုံစံမျိုးထွက်တာပေါ့နော်ထွက်တဲ့အခါကျတော့စီကဆရာဝန်ပြောပြီးတော့ဆရာဝန်စစ်ဆေးပြီးတဲ့အချိန်မှာအဲ့ဒီခန်းကြီးတာဒီပိုးပေါ့နော်ပိုးလေးဖြစ်နေတယ်ပေါ့နော်ပိုးလေးဖြစ်ဆိုပြောမစခါပြီးပေါ့နော်မှုဆွဲတာပေါ့နော်ပိုးဆိုတယ်မှုပေါ့နော်မှုတစ်မျိုးမှုကတ်နေတယ်ပေါ့ဒီမင်းမကိုအင်္ဂါရဲ့ဒီအထဲလေးမှာပေါ့နော်မှုကတ်တယ်ပေါ့နော်သူတွေတူတော့ဖြစ်ဗလဲသူတူခံစားတော့မဖြစ်ဘူးလေရားတယ်ဆိုတော့ခါကျနေမထိုင်ဖြစ်တော့နော်နေမထိုင်ဖြစ်တဲ့ခါကျတော့အဲ့ဒါနဲ့ဆရာဝန်စစ်ပြီးတော့ဆရာဝန်ကနေအဲ့တော့လည်းဆေးပြလိုက်တယ်ပေါ့နော်ဒီမြတ်သက်ဖြစ်ကိုဝန်ဆောင်ချိန်မှာဆိုလို့ရှိရင်ဆေးတွေကမတောက်အောင်ပေါ့နော်မတောက်ဖို့ဟာဖြစ်ပထမတော့တောက်ဆေးလားမသိဘူးပေါ့နော်ဆိုပြီးတော့ကိုကဖြစ်တယ်ဆိုပေမဲ့တကယ်ပြီးခဲ့တာတောက်ဆေးမဟုတ်ပေနဲ့အဲ့ဒီထဲ့တဲ့ဆေးပေါ့နော်ထဲ့တဲ့ဆေးဆိုတဲ့အခါကျတော့အဲ့နဲ့အမှဆေးတစ်လုံးခြံထားတယ်ပေါ့နော်တကယ်လို့အဲ့ဒါကိုပြပေးခြင်းလို့ပါဆေးကဒီလိုမျိုးဒါဆေးတစ်လုံးပေါ့နော်ဒီဆေးလေးကိုဒီအမျိုးသမီးအင်္ဂါရဲ့ဒီအပေါက်ထဲမှာပေါ့နော်အပေါက်ထဲမှာသူထဲပုံထဲပြီးတော့ပြထားပြီးတော့ပေါ့နော်ဒီလိုပုံစံထဲပုံထဲပြီးပြလာပြီးတယ်တစ်ခါဆေးတစ်ခါပေးတယ်ဆိုရင်သူက9 လုံးပဲပေးတယ်9 လုံးပဲပေးတယ်9 ရက်စာပေါ့နော်9 ရက်စာပထမတစ်ခါဖြစ်တယ်9 လုံးပေးတယ်9 လုံးပေးပြီးတော့အပြောက်သွားတယ်ပျောက်သွားပြီးတော့နောက်တစ်ခေါက်ထပ်ဖြစ်တယ်နောက်တစ်ခေါက်လည်းအဲ့လိုမျိုးပဲဆေး9 လုံးပေးတယ်ပေါ့နော်ဆေး9 လုံးပေးပြီးထပ်ပျောက်သွားတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးတစ်ခေါက်ပြီးခဲ့တဲ့တစ်လမတိုင်ခင်ဖြစ်တာပေါ့နော်တစ်လမတိုင်ခင်ဖြစ်တာအဲ့ဒီဆေးလေးရတယ်ပေါ့နော်ဒီဆေးရပြီးတော့အဲ့မော4 လုံးတော့3 လိုက်တစ်လုံးကြံသေးတယ်ပေါ့နော်တစ်လုံးကအဲ့လိုမျိုးပြောပြချင်လို့ပေါ့ဘယ်လိုဆေးမျိုးလဲပြချင်တယ်ဆိုပြီးတော့ခြံထားတာပေါ့နော်မြတ်တဲ့ပြက်ဒီကျမကတော့ဒီညအိတ်တဲ့အချိန်ဒီမှာသုံးတာများတယ်ညအိတ်လို့ဆိုလို့ရှိရင်မအိတ်ခင်ဒီမှာဒီအပေါ်ပါသွားပြီးဒီဆေးလေးထည့်ပြီးတော့အိတ်ဖြစ်တယ်ပေါ့နော်အိတ်ဖြစ်တယ်အိတ်ဖြစ်တယ်ဒီ4 လုံးလောက်သုံးပြီးတော့ပျောက်သွားတဲ့ခါကျတော့တစ်လုံးကိုခြံထားလိုက်တယ်ပေါ့နော်အဲ့တော့မသုံးဖြစ်တော့ဘာလို့တစ်လုံးခြံထားလိုက်လဲတစ်လုံးကြံနေတယ်ထက်မို့ထက်နေကတော့ဒီမျိုးထည့်တယ်နောက်ဆုံးတစ်ခါဒီဆေးကန်သွားတဲ့အချိန်ကျတော့တကယ်လို့ဆရာဝန်မိလိုက်ပေါ့နော်သူဖြစ်တိုင်းဆေးကန်သွားပြီးတော့ဆေးသွားယူနေရတာနည်းနည်းဂျပန်ကဆေးကန်တွေကဘူကင်လောက်ရတာနည်းနည်းဖြစ်တာနဲ့ပြီးရင်ဒီတာဖာမီယာလေးဆိုလို့ရှိရင်မြတ်တော့ဖြစ်စောက်ရ
စေကန်းတခါသွားနေစေကန်းမှာစောက်ရတဲ့အချိန်ကျတော့လေအဲ့ဒါနဲ့မစောက်ကျင်တဲ့အခါကျတော့ပြီးခဲ့တဲ့တစ်ခေါက်စေကန်းတော့ပြတ်တယ်ကဲတော့နောက်တစ်ခါဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီစေကြိုပြီးတော့ယူထားလို့ရမလားဆိုပြီးတော့အဲ့လိုမျိုးမိလိုက်တဲ့ခါကျတော့ဆရာတော်မရဘူးတဲ့မရဘူးဆိုတဲ့အခါကျတော့အဲ့နဲ့ဟိုမရဘူးပေါ့တော့မရဘူးဆိုတော့လည်းမရဘူးပေါ့နော်တကယ်တော့ဒီယောဂဖြစ်လာတယ်ဆိုလို့ရှိရင်ဒီစေကန်းဟိုသွားပြီးတော့ဆရာဝန်ဆက်သက်ခံပြီးတော့အဲ့ဒါဆရာဝန်စီကနေဆေးယူလိုက်တာပို့ပြီးတော့ကောင်းပါတယ်တကယ်တော့ကျမတို့ကဒီကိုဝန်ဆောင်ဖြစ်နေလို့ဒီတခုခုဆေးနဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းပေါ့နော်ယူတယ်ဆိုပေမဲ့လို့ဟိုကျမဒီရှာကြည့်တဲ့အချိန်မှာဒီခန့်ကြည့်တာပြောနေပတ်သက်ပြီးတော့ဒီကိုဝန်ဆောင်တဲ့အမျိုးသမီးတွေအနေနဲ့ဆိုလို့ရှိရင်ဒီဂျပန်ရဲ့ဆေးဆိုင်တွေမှာစတိုးဆိုင်တွေမှာဒီခန့်ကြည့်တာနဲ့ပတ်သက်ရတဲ့ဆိုရင်အဲ့ဆေးလေးတွေရောင်းတယ်ပေါ့နော်အဲ့ဆေးတွေတော့ဒီကိုဝန်ဆောင်တဲ့မိခင်တွေကြတော့သုံးလို့ရတယ်ကျမတို့ကြတော့ဟိုသုံးလို့မရဘူးဆိုတော့မဟုတ်ဘူးဒါပေမဲ့ဆရာဝန်ဟိုဒီမှာကိုဝန်ဆောင်မိခင်ဖြစ်နေတဲ့ဆိုတဲ့အခါကျတော့ဒီဆရာဝန်ညွှန်ကြားတဲ့ပါမှာပဲဟိုသုံးတာကပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကဒါကျမဒီကိုဝန်ဆောင်နေတဲ့ကိုဝန်8လပေါ့နော်8လနောက်တစ်ပတ်လောက်ဆိုလို့ရှင်ကိုလာထဲဝင်ပြီပေါ့နော်ဒီ8လထဲမှာဖြစ်ခဲ့တဲ့ဒီခန့်ကြည့်တာပြောနေပေါ့နော်ပတ်သက်တဲ့ဒီအကြောင်းအရာလေးပေါ့နော်ဟိုဆေးကတော့ဒီလိုဆေးလေးပေါ့နော်ဆေးလေးကိုမင်းဖို့အင်္ဂါတဲ့ထည့်ရုံပဲပေါ့နော်ထည့်ရုံပဲဟိုဒါလေးပေါ့နော်အဲ့လေးပေါ့တောက်စီမဟုတ်တော့ကြတော့လေဟိုရမယ်အဆင်ပြေတယ်ပေါ့နော်ကျမဟို share လုပ်ပြီးချင်တာကတော့ဒီဒါပေါ့နော်ဒီခန့်ကြတာပြောကတော့ဒီတစ်ခေါက်ဖြစ်ပြီးတယ်ဆိုလို့ရှိရင်ဒီမျိုးထပ်ထပ်ဖြစ်လေးရှိတယ်ချက်ဖြစ်လေးရှိတယ်ပေါ့နော်ထလေးဖြစ်တယ် stress များတာပဲဖြစ်ရဒါမှမဟုတ်ဟော်မုန်းပြောင်းလဲနေတယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်အမျိုးသမီးတွေကကိုယ်ဆောင်မျိုးသမီးမဟုတ်ပဲနဲ့အမျိုးသမီးတွေလည်းဖြစ်နိုင်ကြီးအများကြီးရှိတယ်ပေါ့နော်ရှိတဲ့ခါကျတကယ်လို့ကိုယ်မှာရားတာတွေအဲ့လိုမျိုးဖြူစင်းတာတွေအဲ့လိုမျိုး cheese ပုံစံနဲ့မျိုးပေါ့နော်ချီဟိုခြေထားတဲ့ပုံစံနဲ့မျိုးဖြစ်တယ်ဆိုလို့ရှိရင်ဟိုနီးစရာစီကံကိုပြတာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျမ share လုပ်ပြီးရှင်တယ်ကတော့ဒါပဲတကယ်လို့ဟိုဒီကဲတော့မိမိမှာသူတို့ပုံစံမျိုးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒီဆက်ရစီယုံစီကံကိုသွားပြဖို့ဒီတိုက်တွန်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye